ကဲညီကိုအားလုံးပဲမင်္ဂလာပါမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါဟဲ့လားကျွန်တော်ညီကိုဟဲ့လားနေ့ညတော့အစီအမေသွားမလို့ကျွန်တော်ထင်ပါရနော်ကျွန်တော်ဒီနေ့ညတော့ကျွန်တော်ဒီနေ့ညတော့အားလုံးပေါင်းဟိုချန်ပီယံလိပွဲစဉ်တွေမနေဘူးဗျများရဗျနော်ကျွန်တော်အထက်မှာကျွန်တော်အကြိုက်ဆုံးပွဲစဉ်၃ပွဲလောက်ကိုကျွန်တော်အကောင်းဆုံးခန့်မှန်းပြီးတင်ပေးသွားရမယ်အဲ့တော့အကြိုက်တွေရှိရင်ညီကိုရယူပါဗျဟဲ့လားအမောင်အတူကျုံးလေးပေါ့နော်အမောင်တို့ကကျွန်တော်ဘယ်ပွဲကိုကျွန်တော်ခန့်မှန်းဆိုတော့ကျွန်တော်အဂါရာဆေးနဲ့ကျွန်တော်တို့ယူနီယံဆေးနဲ့ပွဲဟာရာဆေးရနေပြီးတော့ကျွန်တော်တို့ပေးထားတဲ့ကြေးက1 +60ပေးထားတယ်ဘိုးပေါင်းကြေးကကျွန်တော်တို့3မိုင်း25နာမတူပေးထားတယ်ဗျာနော်အဲ့တော့ဒီကြေးတန်းကကျွန်တော်ပွင့်နေပြောရင်ဒီကြေးဝင်ကိုကျွန်တော်မကြိုက်ဘူးနော်အဲ့တော့ကျွန်တော်နှစ်သိန်းအဆင့်စရာကိုကျွန်တော်ချက်ပြန်ကြည့်ဟုတ်လားဟာရာဆေးရအဆင့်6ရှိတယ်ဗျာနော်ယူနီယံဆေးရအဆင့်28တောင်ရှိဟုတ်တော့အဆင့်9ကနေပြီးအဆင့်28လောက်ရှိတဲ့အတင်းကိုဗျာတလုံးသွင်းရတယ်ဗျာ6သွင်းအနိုင်ကြိုးကြီးစတောက်လို့ဖြစ်နေနော်ကြေးရဘလို့မှမမြောက်ဘူးဖြစ်နော်အဲ့တော့ကျွန်တော်သူတို့ရဲ့ဟိုပြန်ကြည့်အောင်ပြန်ဗျာသူတို့ရဲ့ဟိုအိမ်ငွေဆွမ်းဆောင်ပြန်ကြည့်မယ်ဟာလာသေးရဲ့အိမ်ငွေဆွမ်းဆောင်ဟာနှစ်ပွဲကန်နှစ်ပွဲနိုင်ထားတယ်ဗျာအဲ့ဒါမှပေးကိုတကိုးပဲရှိတယ်ဟုတ်မှာနောက်ပြီးတော့ကျွန်တော်အဝေးကွင်းဆွမ်းဆောင်ပြန်ကြည့်မယ်ယူနီယံစိတ်ရဲ့ယူနီယံစိတ်ကနှစ်ပွဲကန်တာတစ်ပွဲနိုင်တစ်ပွဲရှုံးပေးကိုက4 ကိုများတောင်ရှိတယ်ဟုတ်တယ်မအဲ့တော့ဒီအသင်းမျိုးဗျာဟာရာစီအိမ်ဝင်းမှာဒီလိုဟုတ်တယ်မယူနီစိတ်လို့ပေးကိုတပွဲကို2 ကိုလောက်ပေးနေရတဲ့အသင်းကိုဟုတ်တယ်မတလုံးသွင်းတာနဲ့ဒီပြား6တဲ့နိုင်ရကျွန်တော်ကတော့လုံးဝမကြိုက်တော့เนาะအဲ့တော့ကျွန်တော်သဘောကျတာကျွန်တော်ဒီညဝုန်းဝင်းဖြစ်တဲ့ကျွန်တော်ယူနီစိတ်ဘော်ဒီလေးတစ်ချောင်းနဲ့ပဲကျွန်တော်သဘောကျပါတယ်နောက်ဝဲကကျွန်တော်ဘယ်ပွဲလဲဆိုတော့ကျွန်တော်မန်စီးတီးပွဲလေးเนาะမန်စီးတီးနဲ့လီဗာပူးနဲ့ပွဲမန်စီးတီးပေးထားကြရပါ2+10ပေးထားတယ်ဂိုးဝိုးပေါင်းကြီးကကျွန်တော်4+80ပေးထားဟုတ်တယ်မဒီကျဝင်ရောတော့ခုနေပြောရလုံးဝဖဲဖြစ်တယ်เนาะအဲ့တော့ဒီညာပွဲမှာကျွန်တော်ပြောရမယ်မန်စီးတီးရဲ့ကျွန်တော်သူအဆင့်စရာပြန်ကြည့်မယ်เนาะမန်စီးတီးကအဆင့်4ရှိတယ်ဗျเนาะလီဗာပူးကအဆင့်21ရှိတယ်เนาะအဆင့်4ကနေအဆင့်21ကိုဒီကြေးပေးတာတော့လုံးဝမစိုးဘူးလို့ကျွန်တော်မြင်တယ်ဟုတ်တယ်မကျွန်တော်ဘက်မှာခုနဂါရာစစ်သေးနဲ့ဆိုတော့အများကြီးကွာသွားဟုတ်တယ်မနော်အဲ့တော့သူတို့နှစ်သိန်းကကျွန်တော်ခြေသွမ်းကိုပြန်ကြည့်မယ်ဗျခြေသွမ်းပြန်ကြည့်တော့တယ်နှစ်သိန်းလုံးကလည်းမစိုးဘူးဗျနော်နှစ်သိန်းလုံးကလည်းပွင့်နေပြောတိုက်စစ်ရတော့ဆောင်းဟန်းကိုလှုပ်ပြနေနော်ဒါပေမဲ့ဒီညတော့ကျွန်တော်ပြောတာအိမ်ငွေးဖြစ်တဲ့ကျွန်တော်အိမ်ဟန်စီရီဘော်ယူလေးပဲကျွန်တော်သဘောကျတယ်ဗျနော်ဘာကြောင့်သဘောကျလဲဆိုတော့ကျွန်တော်လီဗာပူးကိုပြန်ကြည့်လိုက်ရင်ဒါတူနိုင်ခဲ့တဲ့အသင်းတွေကပွင့်လင်းပြောရင်လုံးဝတန်းစင်းစုံတာအသင်းတွေပဲတူနိုင်ခဲ့တာเนาะအဲ့တော့ဟန်စီရီအိမ်ဝင်းမှာတော့လီဗာပူးနိုင်စရာအကြောင်းမရှိဘူးเนาะအဲ့တော့ကျွန်တော်သဘောကျတာကျွန်တော်ဒီညတော့ကျွန်တော်ဟန်စီရီဘော်ဒီတစ်ချောင်းတော့ကျွန်တော်သဘောကျပါတယ်နောက်ဆုံးတစ်ပွဲကကျွန်တော်ဘယ်ပွဲဆိုတော့ကျွန်တော်ဘိုရိုကလင်းနဲ့ကျွန်တော်ဂျူမင်တက်နဲ့ပွဲဂျူမင်တက်ကပေးတာကြီးက level 50ရှုံးကိုပေါင်းကြီးက3+10ပေးရတယ်เนาะအကြေးထဲမှာကျွန်တော်ပွင့်နေပြောကျွန်တော်ကြေးဝင်ရောတော့မမြဘူးဗျာเนาะဘော်ဒီကတော့မယုံရဲဘူးယုံရဲမယ်ကျွန်တော်တို့ရဲ့အဆင့်စရာပြန်ကြည့်မယ်ဗျာเนาะဂျူမန်ကအဆင့်26ရှိတယ်ဘရိုကနေကအဆင့်29ရှိရယ်เนาะအဆင့်26နေပြီးတော့29အဝေးကွင်းပေးတာကြေးရတော့နည်းနည်းတော့ပြင်းတယ်ဗျာเนาะအဲ့တော့ကျွန်တော်သူ့ရဲ့ခြေသွမ်းပြန်ကြည့်မယ်ဗျာနော်ခြေသွမ်းပြန်ကြည့်မယ်ပြန်ကြည့်တော့ကျွန်တော်ဂျူမင်တက်က2ပွဲနိုင်3ပွဲတည်ဘရိုကလင်းကဟုတ်3ပွဲနိုင်2ပွဲရှုံးနော်အဲ့တော့ကျွန်တော်ပွင့်နေပြောရဗျာဒီညာပွဲမှာတော့ကျွန်တော်ဘော်ဒီရောရှောင်းတယ်နော်ဂိုးပေါင်းကိုကျွန်တော်ချက်ကြည့်မယ်နော်ဂျူမင်တက်ကိုကျွန်တော်ပြန်ကြည့်မယ်နော်ဂျူမင်တက်ကနေအဆင့်26ကအသင်းကနေ29အဝေးကနေပြီးတော့ level 50လောက်ပြန်ပြီးတယ်ဆိုတော့အနေဆုံးတော့ဂျူမင်နဲ့တကိုးလောက်တော့ရမှာပဲเนาะအခုကျွန်တော်တစ်ချက်ဘရိုကရင်ကိုပြန်ကြည့်မယ်ဆိုတော့ဟုတ်တယ်မလားဘရိုကရင်ကပွင့်နေပြောရင်အိမ်ဝင်းမာတဲ့အတင်းနဲ့ပါတယ်เนาะအဲ့တော့ဘရိုကရင်ကလည်းသူ့ဝင်ကတော့အနေဆုံးတကိုးလောက်တော့ရမှာလို့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ဒီညာပွဲကိုကျွန်တော်အနေဆုံး2 ကိုးလောက်နေပြီးတော့စကြည့်ရမှာလို့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်သဘောကျတာကျွန်တော်ဒီညတော့ကျွန်တော်ဂိုးဘော်လေးတစ်ချောင်းတော့ကျွန်တော်
သဘောကျပါတယ်နော်အဲ့တော့အကြိုက်တွေရှိတဲ့ညီကိုကယူပါဗျာဟဲ့လားဒါနောက်ဆုံးတစ်ခုကျွန်တော်ဒီကပြောနေတာကျွန်တော်ပွင့်နေပြောကျွန်တော်အချမ်းမြန်လေးတို့ယူလို့ပါပြီးတော့ကျွန်တော်ပွင့်နေပြောကျွန်တော်သိတော့မကြိုက်ဘူးနော်အဲ့တော့ညီကိုတွေကဒီနေ့တော့ပပပေါ့ဗျာနော်ကဲညီကိုတွေအားလုံးပြန်ကောင်းကြပါလို့ဗျာ